Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပစော6မကြီးတီးစိမ်းငပိကြော်လေးကြော်ပါမယ်ပထမဆုံးစီတက်ဖို့အတွက်စနစ်မိုးအနေငယ်ထည့်ပါမယ်အခုဆောင်းထားတဲ့ငုပ်တီချောက်ထည့်ပြီးတော့စီတက်ပါမယ်နောက်ပြီးထောင်းထားတဲ့ကျွတ်သွန်ဖြူနဲ့ကျွတ်သွန်နီကိုထည့်ပါမယ်အဲ့ဒီစိတ်စားငပိကိုဇော်လေးနဲ့တေးချအောင်ခြေပေးပါဒီခါတော့ကျွန်တော်တို့အစိတ်ထုတ်ပြီးတော့စနက်ကြိတ်ထားတဲ့မကြီးတီးစိမ်းကိုထည့်ပါမယ်ကျွန်တော်တို့မီးအေးလေးနဲ့ဒီချက်လေးမူပေးပြီးတော့အရသာထည့်ပါမယ်။ချိုမုတ်3ဇောထည့်ပါမယ်။ကျွန်တော်တို့အကြာ3ဇောထည့်ပါမယ်။ကျွန်တော်ချစ်တာမုတ်1ဇောထည့်ပေးရပါမယ်။ဒီတော့ဒီခါလေးမူပေးပါခုလိုနေထားရောက်ပြီဆိုရင်ကျွန်တော်တို့စော6ထည့်ပါမယ်မေး
Drive my chest up.